မင်္ဂလာရှိတော့မနက်ခင်းစောစောပါဒီနေ့ဒီတင်းကနွေနေ့ဖြစ်ပါတယ်တခင်ယေရှုခရစ်တော်ရှင်ပြန်ထမြောက်တော်နေ့ဖြစ်ပါတယ်ဒီနေ့မနေ့စောစောပိုင်းရဲ့နှုတ်ကပတ်တော်အနေငယ်ခွန်အားပေးခြင်းပါတယ်ကောင်းစဉ်ကတော့ရန်သူကိုချစ်ပါဒီနှုတ်ကပတ်တော်ကိုကြားရတော့ညီကိုမောင်နှမအရောက်ချင်းစီတိုင်းပေါ်မှာဖျားတခင်အထူးကောင်းကြီးပေးပါစေဖျားတခင်စီကလာတဲ့ဂျေဇုပြုခြင်းလဲအထူးခံစားရပါစေဆိုတော့ရန်သူကိုချစ်ပါဆိုတဲ့ဟာကချစ်တော်မိတ်ဆွေညီကိုမောင်နှမအပေါင်းတို့တင်တော့လဲရန်သူကိုတော့ချစ်နိုင်မယ်တော့မဖြစ်နိုင်ပါဘူးကျွန်တော်လည်းမချစ်နိုင်ပါဘူးတချိန်တုန်းကကျွန်တော်ဆိုရင်ရန်သူတွေကိုကိုယ့်ရဲ့ရန်သူတွေကိုဆိုရင်သူတို့ပြိုလဲတာကိုမြင်ကတော့ကမှာတချင်းလည်းတကုံဆိုးမှာတကုံဝန်းမြောက်မှာဒါပေမဲ့တမန်ကျမ်းစာနှုတ်ကပတ်တော်ထဲမှာဖျားစကားကကျွန်တော်ကိုတွင်တင်ထားပါတယ်တုတ်တန်ကျမ်းခန်းကြီး24ပိုက်ငယ်19တင်ဤရန်သူလဲတော့အခါဝမ်းမမြောက်နဲ့တဲ့ခြေထိခိုက်တော့အခါရှင်လန်းတော့စိတ်မရှိနဲ့တဲ့ဆိုတော့ဖျားကတွင်တင်ထားပါတယ်တင်ဤရန်သူဒီပြိုလဲတော့အခါပြိုလဲဆိုတာကနော်တကယ်ကိုမထနိုင်မထူနိုင်တော့ဘူးသူလုံတဲ့အရာဟူတမျှတစ်ခုမှမအောင်မြင်တော့ဘူးဒါပေမဲ့ဖခင်ကဝမ်းမမြောက်နဲ့နော်ခြေထိခိုက်တော့အခါဆိုရင်သူလမ်းနဲ့ခြေလမ်းတိုင်းမှာဘယ်တော့မှကောင်းတဲ့လမ်းခရီးကိုမရောက်နိုင်ဘူးဆိုရင်လေရှင်လန်းတော့စိတ်ကိုမရှိနဲ့လေနော်ဖခင်ကတွင်တင်ထားပါတယ်ဒါကြောင့်